2029ဆိုတဲ့ဒီနှစ်ကိုကြားလိုက်တာနဲ့ဘာတွေများခေါင်းနဲ့ရောက်လာလဲအနာဂတ်ဆိုတာဝေးတယ်လို့ထင်ခဲ့ကြပေမဲ့အခုတော့အဲ့ဒီအနာဂတ်ကကျွန်တော်တို့မျက်စိရှိတဲ့ကိုရောက်လာနေပါပြီဒီ2029ဆိုတဲ့ကိန်းကနန်းလေးဟာဒါမှနှစ်တစ်နှစ်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲပြစ်မဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်အခုသင်ကြည့်နေတဲ့ဒီဗီဒီယိုကိုပိတ်လိုက်တာနဲ့သင်ဟာအနာဂတ်ရဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးသွားနိုင်တယ်လို့အန်ဒီရတွေကိုလည်းမတိပဲရင်ဆိုင်ရနိုင်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုဆုံးထိကြည့်ပါဘာလို့လဲဆိုတော့2029မရောက်ခင်သင်ဘာတွေကြိုတင်ပြင်ဆင်ထားတင်လဲဆိုတာကိုကျွန်တော်တို့အတူတူရှာဖွေသွားကြမှာမို့လို့ပါကျွန်တော်တို့အားလုံးဟာအချင်းရဲ့စီးကြောင်းထဲမှာမျောပါနေကြတာပါတခါတလေအချိန်တွေဘယ်လိုကုန်သွားမှန်းတော့မသိလိုက်ဘူးဒါပေမဲ့အခုကျွန်တော်တို့ရောက်နေတဲ့အချိန်ကာလဟာဒါမှအချိန်ကာလတစ်ခုမဟုတ်ပါဘူးဤပညာတွေအစမတန်တိုးတက်လာပြီးကဘာကြီးတစ်ခုလုံးအရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာကျွန်တော်တို့ရှင်သန်နေကြတာပါအထူးသဖြင့်2029ခုနှစ်ဟာအပြောင်းလဲတွေအများကြီးဖြစ်လာနိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်ဒါဆိုဒီလိုအပြောင်းလဲတွေကြားထဲမှာကျွန်တော်တို့ဘယ်လိုရက်တည်ရှင်သန်ကြမလဲဘယ်လိုကြိုတင်ပြင်ဆင်ထားကြမလဲဒီနေ့ဗီဒီယိုမှာကျွန်တော်ပုံမြင်လေးတစ်ပုဒ်နဲ့အတူတင့်ကိုလမ်းညွှန်ပေးသွားမှာပါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအောင်ကျော်ဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ဘူးတယ်သူဟာစည်ရင်ကန်တစ်ယောက်ပါသူ့အလုပ်ကိုသူအရန်ချစ်တယ်နေတိုင်းယုံသွားလစာထုတ်ပျော်ပျော်ရွှင်ရွှင်ပဲသူကအမြဲပြောတယ်ငါအလုပ်ကလုံခြုံတယ်ဘယ်တော့မှပျောက်မှာမဟုတ်ဘူးတဲ့သူ့တငယ်ချင်းတွေက AI အကြောင်းပြောရင်ဤပညာအသစ်တွေအကြောင်းပြောရင်သူကစိတ်မဝင်စားဘူးငါနဲ့မဆိုင်ပါဘူးလို့ပဲဖြေတယ်အောင်ကျော်ဟာသူ့ရဲ့ comfort zone ထဲမှာပဲပျော်မွေ့နေခဲ့တယ်ဒါပေမဲ့ကံကြမ္မာကသူ့ကိုအဲ့ဒီလိုပျော်ရွှင်ခွင့်အကြာကြီးမပေးခဲ့ပါဘူး2025ခုနှစ်လောက်မှာ AI နည်းပညာတွေဟာအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်အောင်ကျော်တို့ရုံးမှာလည်း AI software တွေစတင်အသုံးပြုလာကြတယ်အစပိုင်းမှာတော့အောင်ကျော်ကအလုပ်ပိုပြီးမြန်ဆန်လာတာပေါ့လို့ပဲထင်ခဲ့တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေဟာ AI စနစ်တွေကအစားထိုးလှုပ်ဆောင်လာတာကိုသူသတိထားမိလာတယ်တနေ့မှာတော့သူ့ရဲ့မန်နေဂျာကသူ့ကိုခေါ်ပြီးပြောလိုက်တယ်အောင်ကျော်မင်းရဲ့အလုပ်တာဝန်တွေအများစုကို AI စနစ်ကလှုပ်ဆောင်နိုင်ပြီမင်းအတွက်လုပ်နေရကနည်းသွားပြီတဲ့အောင်ကျော်တယောက်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားတယ်သူ့ရဲ့လုံခြုံတယ်လို့ထင်ခဲ့တဲ့အလုပ်ကမျက်စိတမိတ်အတွင်းပျောက်ကွယ်လူနီးပါဖြစ်သွားခဲ့တာပါအောင်ကျော်ရဲ့ပုံမြင်ကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးပါတယ်အဲ့ဒါကတော့ပြောင်းလဲနေတဲ့ကဘာကြီးနဲ့အတူလိုက်ပါပြောင်းလဲဖို့ပါပဲ2029ခုနှစ်မှာအလုပ်ကိုင်60%လောက်ဟာကျွမ်းကျင်မှုအသစ်တွေလိုအပ်လာမယ်လို့ကမ္ဘာ့စီးပွားရေးဖိုရမ်ကခန့်မှန်းထားပါတယ် AI ဟာအလုပ်တွေကိုဖျက်ဆီးတာထက်အလုပ်တွေကိုပုံစံပြောင်းလဲပြမှာပါဒါကြောင့်ကျွန်တော်တို့လိုအပ်တဲ့ကျွမ်းကျင်မှုတွေကဘာတွေလဲ AI ဘယ်လိုအလုပ်လုပ်လဲဘယ်လိုအသုံးပြုရမလဲဆိုတာကိုနားလည်ထားဖို့လိုပါတယ် AI ထူးတွေကိုကိုယ့်အလုပ်မှာဘယ်လိုအသုံးချရမလဲဆိုတာသိထားရမယ်အချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာပြီးဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့စွမ်းရည်ဟာအနာဂတ်မှာအရန်ရေးကြီးလာမယ်ဤပညာတွေတိုးတက်လာတာနဲ့အမျှစိုက်ဘာလုံခြုံရေးဟာလည်းပိုပြီးရေးပါလာမယ်စက်တွေကအချက်လက်တွေကိုစီမံပေးနိုင်ပေမဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကိုစမ်းစစ်ပြီးဖြေရှင်းနိုင်တဲ့လူသားရဲ့စွမ်းရည်ကတော့အစားထိုးလို့မရနိုင်ပါဘူးအသေးအဆန်းတွေဖန်တီးနိုင်စွမ်းတီထွင်ကျန်းစာနိုင်စွမ်းဟာအနာဂတ်မှာပိုပြီးတန်ဖိုးရှိလာမယ်အောင်ကျော်ဟာစိတ်ဓာတ်မကြပဲ online course တွေတက်တယ် data analysis နဲ့ digital marketing တွေကိုလေ့လာတယ် AI ထူးတွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုသင်ယူခဲ့တယ်သူ့ရဲ့ကြိုးစားမှုတွေကြောင့်သူဟာအလုပ်တစ်ခုရခဲ့တယ်အရင်ကထက်ပိုပြီးကောင်းမွန်တဲ့အခွင့်အရေးတွေရခဲ့တယ်ဤပညာအပြောင်းလဲတွေနဲ့အတူစီးပွားရေးအခြေအနေတွေကလည်းမတည်ငြိမ်နိုင်ဘူးဒါကြောင့်2029မရောက်ခင်ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားတဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဘဏ္ဍာရေးစီမံခန့်ခွဲမှုပါပဲမမျှော်လင့်တဲ့အခြေအနေတွေအတွက်အနည်းဆုံး3လကနေ6လစာလောက် emergency fund ထားရှိတင်ပါတယ်ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာမှီခိုမနေပဲ site hostel တွေ freelance အလုပ်တွေ online business တွေကနေဝင်ငွေရှာဖို့ကြိုးစားပါငွေကြီးကိုစနစ်တကျရင်းနှီးမြှုပ်နှံဖို့လေ့လာပါအနာဂတ်အတွက်စောစောစီးစီးပြင်ဆင်ထားပါမလိုအပ်တဲ့အကျိုးတွေကိုရှောင်ရှားပြီးရှိပြီးသားအကျိုးတွေကိုအများဆုံးဆက်နိုင်အောင်ကြိုးစားပါအောင်ကျော်ဟာသူ့ရဲ့အတွေ့အကြုံကနေသင်ခန်းစာယူပြီးသူ့ရဲ့ဝင်ငွေတွေကိုစနစ်တကျစီမံခန့်ခွဲတတ်လာတယ် emergency fund ထားရှိတယ် online ကနေလည်းအပိုဝင်ငွေရှာဖွေခဲ့တယ်ဒါကြောင့်နောက်ပိုင်းမှာဘလို့အခက်အခဲမျိုးပဲကြုံလာပါစေသူဟာရင်ဆိုင်နိုင်စွမ်းရှိလာခဲ့ပါတယ်အပြောင်းအလဲတွေများပြားတဲ့ခေတ်ကြီးထဲမှာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခန္ဓာရည်ဟာလည်းအရန်အရေးကြီးပါတယ်စိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်နေတဲ့ကဘာကြီးထဲမှာကိုယ့်ကိုယ်ဘယ်လိုဂရုစိုက်မလဲတသက်တာလုံးသင်ယူနေတဲ့အလေးအကျင့်ကိုမွေးမြူပါအသေးအစမ်းတွေကိုလေ့လာဖို့စိတ်အားထက်သန်နေပါအပြောင်းလဲတွေကိုကြောက်ရွံ့မနေပဲလက်ခံပြီးလက်ရုံးညီထွေနေတဲ့အောင်ကြိုးစားပါကိုယ့်ဘဝဝင်ကျင်ကလူတွေနဲ့ဆက်ဆံရေးကောင်းတွေတည်ဆောက်ပါအချင်းချင်းကူညီဖေးမကြပါလုံလောက်တဲ့အိပ်စက်ခြင်းကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေ့ကျင့်ခန်းလုပ်ခြင်းစိတ်ဖိစီးမှုလျှော့ချခြင်းစတာတွေကိုအလေးထားပါအောင်ကျော်ဟာသူ့ရဲ့အလုပ်ကိုင်အပြောင်းလဲကြောင့်စိတ်တက်ကြခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူဟာစိတ်ပိုင်းဆိုင်ရာခန္ဓာရည်ပိုပြီးကောင်းမွန်လာခဲ့တယ်အခက်အခဲတွေကိုသင်ခန်းစာအဖြစ်မြင်တတ်လာပြီးပိုပြီးအားကောင်းတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်ပရိသတ်ကြီး2029ဆိုတာဝေးကွာတဲ့အနာဂတ်မဟုတ်တော့ပါဘူးအခုဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်သင်ဟာဒါမှန်လူတစ်ယောက်မဟုတ်တော့ပါဘူး
သင်ဟာအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ဖို့အခွင့်အရေးရရှိသွားသူတစ်ယောက်ဖြစ်သွားပါပြီဒီတော့ဘာတွေလုပ်သင့်လဲနံပါတ်1လေ့လာပါသင်ယူပါ AI နဲ့ Digital Skill တွေကိုစတင်လေ့လာပါ Online course တွေစာအုပ်တွေဗီဒီယိုတွေအများကြီးရှိပါတယ်နံပါတ်2ငွေကြေးကိုစီမံပါ Emergency Fund ထားရှိပါဝင်ငွေလမ်းကြောင်းအသစ်တွေရှာဖွေပါရင်းနှီးမြှုပ်နှံပါနံပါတ်3ကိုဂရုစိုက်ပါစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအလေးထားပါပြောင်းလဲတိုင်းမှာအခွင့်အရေးတွေအမျက်ရှိနေပါတယ်ဒီအခွင့်အရေးတွေကိုလက်လန်းမီဖို့ဆိုတာတင့်ရဲ့ကြိုတင်ပြင်ဆင်မှုအပေါ်မှာပဲမူတည်ပါတယ်2029ကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အခုကလေးကစတင်ပြီးပြင်ဆင်လိုက်ပါ